အားလုံးပဲမင်္ဂလာပါမနက်ဖြန်ကျွန်တော်အာဆင်နယ်ပွဲရှိပါတယ်အင်ကွင်းအမေရိကမှာဒါနေယူကာဆယ်ကိုဖီးမီးယားလိပွဲစဉ်အဖြစ်လက်ခံကစားမယ့်ပွဲဖြစ်ပါတယ်ကဲကျွန်တော်အာဆင်နယ်အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင် positive thinking နဲ့ပဲအခုလက်ရှိအခြေအနေမှာပြောချင်ပါတယ်ဘာလို့လဲဆိုတော့အားလုံးသိရတဲ့အတိုင်းပဲအာဆင်နယ်အသင်းရှုံးနေကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ predict တွေတော့ကစားသမားတွေကအားလုံးကဒီအာဆင်နယ်အသင်းရဲ့အရှုံးပုံမှာကျွန်တော်တို့ကလောင်နေကြတယ်ပေါ့နော်လောင်နေပြီးတော့ negative တွေပဲထပ်ပြောမယ်ဆိုရင်ကျွန်တော်တို့အသင်းအတွက်ဒါမျောလင့်ချက်တွေအသင်းအတွက်ဒါထိခိုက်နေတာမှုတွေပဲပို့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ negative ကိုရှောင်ပြီးတော့ကျွန်တော် positive နေနဲ့ပဲဒါပြောချင်ပါတယ် positive တွေနဲ့ပဲရှိပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဲ့လို positive တွေကြီးပဲကိုတွေးရမယ်ဆိုရင်ကျွန်တော်အာဆင်နယ်အသင်းကမနေ့ဖြန်ကံမဲ့ဒါနယူကာဆယ်နဲ့ပွဲကနေစပြီးတော့ဒါချန်ပီယံလိအဝေးကွင်းပွဲစဉ်ကိုခဏဖယ်ပြီးရင်ကျွန်တော်အာဆင်နယ်အသင်းကလန်ဒန်မှာပဲပွဲစဉ်အားလုံးကိုကစားသွားဖို့ရှိတယ်အဲ့ဒါဒီကျွန်တော်အာဆင်နယ်အသင်းအတွက်ဒါပြောရမယ်ဆိုရင်တစ်ချက်တစ်ဖက်ကချန်ပီယံပြိုင်ဘက်မန်စီးတီးထက်စာရေးဒါပွဲပင်ပန်းတဲ့ဒဏ်ကိုခံရမှုကိုတော်တော်လေးရှော့ချစေပြီးတော့ကျွန်တော်တို့နိုင်ပွဲအတွက်ကိုတော်တော်လေးအထောက်အကူဖြစ်မယ်လို့ပဲဒါထင်ရပါတယ်ဒါကိုပြောရမယ်ဆိုရင်ကြံဖန်ပြီးတော့ဒါ positive အနေနဲ့ဒါတွေးရလို့ပဲပြောဒါတစ်ဖက်အသင်းထက်စာရင်တော့ကျွန်တော်အာဆင်နယ်အသင်းကပို့ပြီးတော့ဒါလူအင်အားတွေလည်းချွေတာရောက်တာဖြစ်တဲ့အတွက်ကြောင့်နိုင်ပွဲတွေဖန်တီးရမှာအနေနဲ့အများတော့ဒါအထောက်ပံ့ဖြစ်သွားမယ်လို့ပဲကျွန်တော်တို့မြင်မိပါတယ် sorry ပါကျွန်တော်တိတ်နေမကောင်းလို့အတန်လေးတစ်မျိုးလေးဖြစ်နေတာကိုသိခံပြီးတော့နားထောင်ပြကြပါခင်ဗျာပြီးတော့နောက်တစ်ခုအနေနဲ့ဒါကြံဖန်ပြီးတော့ထပ်ပြီးတော့ positive နဲ့ဒီခုလက်ရှိချိန်မှာထပ်တွေးမယ်ဆိုရင်ပြီးခဲ့တဲ့ဒါချန်ပီယံပြိုင်ဘက်မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်မှာဒါဘန်လီကိုအဝေးဝင်းမှာ1-0နဲ့သူတို့နိုင်သွားတာကိုပဲကိုဒါကျေးဇူးတင်ရမယ်ဒါကျေးဇူးတင်ရမယ်ဆိုတာတော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့အဲ့ဒါနိုင်သွားတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်ကအဆင့်တက်ကနေဆင်းပေးလိုက်ရတယ်ဒါပေမဲ့သူတို့1-0နဲ့နိုင်သွားတာကြောင့်အာဆင်နယ်အသင်းနဲ့ဒါပြောရမှာဆိုဂိုးကွာချက်က38လုံးချင်းတူနေတာပေါ့နော်အဲ့လို38လုံးချင်းတူနေတာကကျွန်တော်အာဆင်နယ်အသင်းလက်ရှိအခြေအနေမှာဒါကိုလက်ကိုချီကိုပေါ်မှာပဲအများကြီးမူတည်နေတယ်ဆိုတဲ့ခန်းစားချက်ကိုရတယ်သူတို့ဒါကိုကွာချက်ကများသွားမယ်ဆိုရင်ငါတို့ဒီကိုကွာချက်ပါထပ်ပြီးတော့ငါတို့ကရှုံးနေနေသေးရဆိုတဲ့ခန်းစားချက်နဲ့အာဆင်နယ်အသင်းဒါထပ်ပြီးတော့ဘယ်လိုပြောမလဲခန်းစားမှုကြီးမကောင်းထပ်ဖြစ်နေမှာပေါ့နော်။ဘာပြောအခုချိန်မှာတော့38လုံးချင်းတူနေတာဖြစ်တဲ့အတွက်ကြောင့်စူးစမ်းတလောက်ကိုတွင်းတလောက်နဲ့ဒါဂိုးကွာချက်နဲ့ဒါအဆင့်တစ်ကိုပြန်ပြီးယူနိုင်သေးတဲ့အနေအထားရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကြံဖန်ပြီးတော့ဒါ positive နဲ့မြင်မယ်ဆိုရင်ဒီဒါ Man City 1-0နဲ့နိုင်သွားတာတော့ကြံဖန်ပြီးတော့ကျေးဇူးတင်ရမယ့်အနေအထားလို့ပဲဒါမြင်မိပါတယ်။အဲ့လိုပဲကျွန်တော် fan တွေနေရတော့ဒါအဲ့လိုပဲတွေးပြီးတော့ပဲနေတာကအသင်းပေါ်ကိုဒါပြောရမယ်ဆိုရင်အကောင့်ကနေပြီးတော့ supporting ပေးရရောက်တယ်လို့ပဲကျွန်တော်အနေနဲ့လည်းထင်ပါတယ်အဲ့တော့ပရိသတ်တော်တော်များများလည်းဒီလိုမျိုးလေးနေတွားဖို့ပဲကျွန်တော်မျှော်လင့်မိပါတယ်ဒါရှုံးတဲ့အခါမှာလည်းကိုအသင်းပေါ်ကိုဘယ်လိုကျွန်တော်တို့မှဒါဆွတ်လို့မှမရတာဗျကျွန်တော်တို့ဒါအာဆင်နယ်အားပေးလာတာပဲဒါဆယ်စုနှစ်တည်တော်တော်လေးဒါကြာနေပြီပဲအဲ့တော့ဒီလိုမျိုးအခြေအနေပေါင်းများစွာကအမြဲတမ်းရှိခဲ့တာပဲနှစ်ရာဒီတိုင်းမှာကိုပုံစံမျိုးစုံရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒါဒီကတော့ဒါအမြင့်ဆုံးထိရောက်နေပြီးတော့မှဒါအခုလက်ရှိထိကိုချန်ပီယံဖြစ်ဖို့အတွက်ဒါတိုင်ဆိုင်ခွင့်ရှိနေသေးတာကိုပဲကိုဒါကျေးဇူးတင်ရမလို့ဖြစ်နေတယ်အဲ့တော့အဆုံးထိကိုအားပေးသွားဖို့ပဲကျွန်တော်မျှော်လင့်မိပါတယ်အဲ့ဒါကြောင့်မနက်ဖြန်ပွဲကကျွန်တော်အာဆင်နယ်အတွက်တော်တော်လေးကိုအရေးကြီးတယ်အဲ့တော့ဒီပြကြီးအာတက်တာနဲ့ဒါကစားသမားတွေကလည်းမနက်ဖြန်ပွဲမှာအကောင်းဆုံးနဲ့ဒါအနိုင်ရဖို့ solution ရှာတွေ့ဖို့ပဲမျှော်လင့်တယ်လက်ရှိကျွန်တော်အာဆင်နယ်ရဲ့ line up မှာဆိုရင်ဒါ first line up မှာဆိုရင်ဆာကာတို့ကစားသမားမပါဘူးမရီနိုတို့ကစားသမားတွေမရှိဘူးပြီးတော့ Your Crest တို့မှာဒါလုတ်ပိုင်ခွင့်တွေဒါပွဲထွက်မှုရှိပေမဲ့လုတ်ပိုင်ခွင့်အခွင့်လေးတွေကအရန်နေနေတယ်ထိရောက်မှုတွေမရှိဘူးပြီးတော့တောင်ပန်နှစ်ဖက်ပေါ့ကန်စစ်တောင်ပန်နှစ်ဖက်ဒါကယ်လဖီယိုရီတို့လိုတင်မာတို့ကစားသမားတွေမပါလာနိုင်ဘူးဒါဒုတိယကစားသမားတွေဖြစ်တဲ့ဒါဟန်ကဖီတို့လိုကစားသမားတွေမော်စကွေယာတို့ကစားသမားတွေနေကိုဒါသူ့နေရာမဟုတ်ဘဲနဲ့ကိုစော့နေရတဲ့အနေအထားတွေရှိနေတယ်ပြီးတော့ကွင်းလယ်မှာလည်းဇွန်မီမန်နီတို့ကစားသမားတွေပွဲပန်းလာတယ်အဲ့လိုအခြေအနေမှာတစ်ဖက်နယူကာဆယ်နဲ့ရှင်ဖို့အတွက်ကြတော့နယူကာဆယ်မှာလည်းလက်ရှိကပုံစံကောင်းတွေရနေတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းမှာလိုအပ်နေတဲ့အားနည်းချက်တွေပဲရှိနေတဲ့အားနည်းချက်တွေပြီးတော့နယူကာဆယ်မှာရှိနေတဲ့အားနည်းချက်တွေက
တိတ်ကွာခြားချက်မရှိတာဖြစ်တဲ့အတွက်မနေ့ပြန်နိုင်ပွဲရဖို့အတွက်ကိုဒါပရိသတ်တွေတော့အမှန်တကယ်ပြောရမှာဆိုနည်းနည်းတော့စိုးရိမ်မိတယ်ဒါပေမဲ့အာဆင်နယ်တင်းကအိမ်ကွင်းမှာကန်ရတာတကြောင်ရေပြီးခဲ့တဲ့ Man City နဲ့ပွဲမှာရှုံးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုမဖြစ်မနေအနိုင်ယူဖို့အတွက်ရှိတဲ့အင်အားတွေထုတ်သုံးပြီးတော့ဒါကစားသွားမှာဖြစ်တဲ့အတွက်စိတ်သက်အင်အားတွေကအစအကုန်လုံးကို mentality ကအစအကုန်လုံးကိုအမြင့်ဆုံးပိုင်းကိုရောက်ပြီးတော့ကစားသွားမှာကိုဒါပြည်တဲ့ကြောင့်လည်းမျှော်လင့်ထားတာအတွက်ကြောင့်ရေဆိုရင်အာဆင်နယ်အသင်းမနေ့ပြန်အိမ်ကွင်းပွဲကိုနိုင်ဖို့အတွက်ကိုဒါတစ်ဖက်အသင်းထက်ဆိုင်တော်တော်လေးကိုရန်ကုန်လို့များနေတယ်အဲ့တော့ကျွန်တော်အမကန်ကြီးကိုမော်ရမတွေလည်းမနေ့ပြန်အာဆင်နယ်အသင်းဒါအိမ်ကွင်း America မှာဒါရနိုင်တလောက်ကူများများနဲ့ရပြီးတော့အနိုင်ရဖို့အတွက်ကိုကျွန်တော်မနေ့ပြန်တူတူစောင့်မျှော်အားပေးရင်းနဲ့ပဲအားလုံးပဲ come on ကန်တာပါ